ကပလီမှာ3ယောက်ခွင့်ရပြန်တော့တာဒီနေ့နဲ့ဆို6ရက်ရှိတော့တတိမှာတော့ပြောမနေ့ကပြန်လာမယ်တဲ့မနေ့ကလည်းမလာဘူးဒီနေ့လည်းတယောက်မှမလာနေဘူးငါထင်တာတော့ကပလီမှာတဲ့2ယောက်ကတော့အငယ်မမလာတော့လို့မလာချင်တော့လို့အကြီးမလည်းမလာတော့တာမသိဘူးအငယ်မ20ကျော်25 26အကြီးမတော့ငါနဲ့ရွယ်တူပဲ40ကျော်ငါလည်းမပြောတတ်ဘူးငါလည်းဘာမှမပြောတတ်တော့ငါအကြံပြုချင်တာကတော့လူချင်းကိုချင်းစာတတ်ကြပါစေလူသားတိုင်းဒေါသမောဟလောဘတွေကိုထိန်းနိုင်ကြပါစေလို့ပဲပြောချင်တယ်လူဘဝဆိုတာဒီလိုပဲကြည်ကြပြီးကားရမှာပေါ့နော်